ရွှေအိုးမြစ်တာတွေဖြိုးလုံးမိုးဆက်သွဲသွဲဥမြဦးတို့ရင်မခွဲတာယတနာရွှေတို့လေးကိုမြင်လိုက်ရတော့ဘုံငံဖြိုးတဲ့မိဘတွေရဲ့မျက်နှာပြုံးလို့ချီရွှင်နေရွှေအိုးရဲ့ကုသိုလ်ယူကြအကောင်းမှုပြုကြသားငယ်အတွက်ဝမ်းသာကြတယ်ဆွေမျိုးမိတ်တင်ဟာအပေါင်းတို့ဝိုင်းဝန်းကူတယ်သာသနာအမွေစက္ကန့်ဖို့လူရန်ကြတရားဝေဖြိုးကျွဲရွှေတင်ကန်းလေးစက္ကန့်လူရာမိဘကုံရှင်တွေရှိတဲ့လူမျိုးမျိုးအလူတကာအလူတဲ့မာလေးတရားဓမ္မအလူသာလင်းအမျက်ဆုံးပါတယ်ဖြစ်ရရှာဝမ်းသာလုံးလို့ပါသာသနာအချမ်းရံဖြစ်လာတဲ့သာယာတနာမိဘတွေရဲ့ကုသိုလ်ပါဓမ္မဒါနာမြတ်လာတဲ့အလူအလုံးထဲမှာကွယ်ဓမ္မဒါနာ
ဆိုင်ကြပါစေ